ငုံပြီးကွန်ပျူတာတွေကဖတ်ကိုဖွင့်ကစစ်ရှိရတွေပြန်ခေါ်လိုက်တဲ့ပရင်နာကဝီဆိုပြီးအတန်မီလာတဲ့အဲ့ဒီအတန်ကတိတ်ဆိတ်နေတဲ့ရုံးခန်းထဲမှာပါရိုက်တန်လိုပဲထွက်ပေါ်နေတယ်ဝန်ထင်ကနေရာမှာတင်ရက်ပြီးဘာလို့ရမှမသိဖြစ်နေတယ်နောက်ဆုံးတော့သူအန်ကျိတ်ပြီးပန်းကန်ကွန်ကိုင်ကဥပဒေဌာနဘက်ကိုထွက်သွားတယ်ကျမခေါင်းမမော့ဘူးဒါကသူပြောကြမှပြက်စီးခင်ပထမဆုံးအကွဲတန်ပဲဆိုတာသိတယ်10မိနစ်ကြာတော့ဝန်ထင်ပြန်ရောက်လာတယ်သူ့မျက်လုံးမိတ်ကအတွဲတွေပြက်ပြီးမျက်ရည်တွေစီးကြနေတယ်နှာခေါင်းထိတ်လေးနေရဲနေပြီးရေထဲကဆယ်လာတဲ့လူလိုပဲသူကျမစားပွဲနားကဖြတ်သွားတော့အန်ကျိတ်ပြီးနင်ကျင်နေပြီလားကျမခေါင်းမမော့ပဲစားပွဲပေါ်ကနာယီကိုလက်ညှိုးထိုးပြလိုက်တယ်20မိနစ်ကြံသေးတယ်သူ့ရင်ဘက်ကြီးပြင်းထန်နှိပ်ကြည့်မြင့်ကြည့်ဖြစ်ပြီးပောက်ကွဲတော့မလို့ပဲလုတ်ဖော်ကိုင်ဖက်ဆောင်ချမ်းကသူ့ကိုလာတွဲပြီးကျမကိုမျက်စောင်းထိုးတယ်နင်သူ့ကိုအဲ့ဒီလောက်အတင်းသွားခိုင်းစရာလို့လားမမချန်ကစကားပြောဘယ်လောက်ဆိုးလဲနင်မသိတာကြနေတာပဲကျမနောက်ဆုံးတော့ခေါင်းမော့ကြည့်လိုက်တယ်မမချန်စကားကဆိုးတာလားဟင်းကြီးအမောက်ခံရတာကဆိုးတာလားရှောင်းချမ်းစွန့်သွားတယ်ဝန်ထင်ကရုတ်တရက်ကျမရဲ့ဖိုင်တွဲထောင်ကိုလာဆွဲတယ်လက်သေးတွေကအသားထဲစိုက်ဝင်မတက်ပဲနင်ကတမင်တက်လောက်တာနင်စကတည်းကတခတ်လှုပ်ထားပြီးသားမလားငါအဆက်ကွဲအောင်နင်စောင့်နေတာကျမသူ့လက်ချောင်းတွေကိုတစ်ချောင်းချင်းဆွဲဖြုတ်လိုက်ပြီးအတန်တီနဲ့ပြောတယ်ငါဘာတခတ်လှုပ်ထားတာကအလုပ်တွေသူများဖြက်စီးတာမခံရအောင်လို့နင်ခောက်ဆွဲပန်းကန်ပြီးမော်ဒယ်လျှောက်တယ်လို့လျှောက်လာတာကိုငါကမျက်ကမ်းမှမဟုတ်တာသူ့မျက်လုံးထဲမှာတခုခုကိုတတိထားမိသွားပြီးချက်ချင်းပဲအတန်ကိုကြဲပြောကတယုံလုံးကြအောင်အုံငိုတယ်နင်တို့ကြည့်သူငါ့ကိုထပ်ပြီးရီးတဲ့ပြောနေပြန်ပြီးငါတောင်းပန်ပြီးပြီလေသူကအခုထိအညိုတကြီးလုံးနေတော့မယ်မျက်လုံးတချို့ကရိမ့်လာတယ်ကျမမရှင်းပြဘူးရှင်းပြတာကသူနဲ့ဇလန်လိုက်ကနေတယ်လို့ဖြစ်သွားမှာကျမကဟင်းရည်တွေစိုးနေတဲ့စာရွက်ကိုကောက်ကန်ပြီးအားလုံးရဲ့ရှေ့မှာမြောက်ပြကခက်တာလေးခါပြလိုက်တယ်စီဆက်တွေကစာရွက်အောက်ခြေကနေတဆက်ဆက်ကြနေတယ်ဒီမူရင်းစာရွက်ကိုငါသိမ်းထားမယ်နောက်ဆိုဘသူကငါဘာလို့ကမ္မပုတ်ပေးတာလဲလို့လာမင်းရင်ဒီစာရွက်ကိုပြလိုက်မယ်ရုံးခန်းတစ်ခုလုံးရုတ်တရက်တိတ်ဆိတ်သွားတယ်တယောက်ကရဲချင်းစိတ်ကိုမထိန်နိုင်ပဲရဲတန်ထွက်လာပြီးချက်ချင်းပြန်အောင်ထားလိုက်တယ်ဝန်ထင်ရဲ့မျက်နှာကအနီရောင်ကနေခရမ်းရောင်ဖြစ်သွားတယ်သူကျမကိုဒေါသတကြီးစိုက်ကြည့်ပြီးသူ့နေရာကိုပြန်သွားတယ်ကီးပုတ်ကိုလူကိုရိုက်တယ်လို့ပြင်းထန်ခောက်နေတော့တယ်အဲ့ဒီစာရွက်ကိုဖိုင်ကြီးအိတ်ထဲထည့်ပြီးပိတ်လိုက်တယ်ဗုဒ္ဓဟူးနေ့အဲ့လိုနေ့ဆွဲတက်လိုက်တယ်ပြီးတော့မမလီစီ message ပို့လိုက်တယ်မမလီဒီနေ့သူရုံးခန်းထဲမှာဟင်းရီတမင်မောက်ချတယ်မမလီဘက်ကတဆွတ်မှာသူအောက်ထပ်မစင်းခင်ကျမအိမ်နားမှာလာရှုပ်နေတဲ့ဗီဒီယိုရှိလားမမလီကချက်ချင်းပြန်ပို့တယ်ရှိတယ်မမတင်ထားပေးမယ်ဖုန်းဆက်ခရင်ကိုကြည့်ပြီးလက်ဖျားတွေအေးဆက်လာပေမဲ့ကျမပြုံးလိုက်မိတယ်သူကစာရဲစာတန်းတွေကိုဖျက်ဆီးလိုက်တယ်ထင်နေတာတကယ်တမ်းသူပေးလိုက်တာကတက်တေထောက်ထားတွေပဲအင်းစင်းနာခဏကိုပိတ်လိုက်ပြီးစိတ်ထဲကစကားဟောင်းလေးတစ်ခုကိုပြန်ကြားရောက်လာတယ်အယူနဲ့ပြစမကနဲ့တက်တေစုထားရုံပဲသူပိုလောလာလေကျမအတွက်ဖဲချက်တွေပိုများလာလေပဲနောက်တစ်ဆင့်ကြရင်သူပိုပြီးရက်ဆက်လာမှတေချာတယ်လာထားလေငါစောင့်နေတယ်ဥပဒေဌာနကပြန်လာပြီးကတည်းကဝန်ထင်မျက်လုံးတွေရုံမျက်လုံးလိုနီးရဲနေတယ်သူကျမစားပွဲနားကဖြတ်သွားရင်သူ့ကြည့်တွေကကျမအသားကိုလာလိနေတယ်လို့ပဲကျမကယဉ်ကျေးတဲ့အပြုံးလေးပြန်ပြုံးပြလိုက်တယ်သူရက်တန့်သွားမှာမဟုတ်ဘူးဆိုတာကျမသိတယ်တကယ်ပဲရုံးစင်ခါနီးမှာကျမဖုန်းမိလာတယ်မမလီကဗီဒီယိုအစ်တစ်ခုပို့လာတယ်မမအခုလေးတင်တွေ့တာကြည့်လိုက်ဦးနင်ကြည့်ကျမဖွင့်ကြည့်လိုက်တော့မြင်ကွင်းကစားတော့ခန်းမှာနောက်ပေါက်စင်ကြံလန်းကင်မရာကဝန်ထမ်းတွေရဲ့လောကရီယိုတဲတန်းကိုချိန်ထားတဲ့ဝန်ထင်ကရုံးစင်တာတော့မပြန်သေးပဲကျမလောကရှေ့ရောက်နေပြီးသူကိုလိုဟိုကြည့်တီကြည့်လုံးနေတယ်သူကဖုန်းကိုထုတ်ပြီးလောကပေါ်ကနံပါတ်ကိုတေချာတိုက်ကြည့်တယ်ကျမဟာဟုတ်မဟုတ်တေချာတီးပြပြီးတဲ့နောက်အိတ်ထဲကနေကတ်ထုတ်တဲ့အချုံညံမဲ့ကစဲအစားလေးထုတ်ပြီးတောပေါက်ထဲကိုထိုးကလော်နေတယ်ဖွင့်လို့မရတော့သူဒေါသထွက်ပြီးခြေဆောင်ကဘာဆက်ကနေလဲဆဲဆိုနေတယ်ပြီးတော့တကားကိုနားကပ်ပြီးအထဲမှာလူရှိမရှိနားထောင်သေးတယ်ဘယ်သူမှမရှိဘူးဆိုတာတေချာတော့မှကျမလောကဘေးမှာချိတ်ထားတဲ့အဝတ်အိတ်ကဘာနေကပဲနဲ့ကိုလန်လောရှာတယ်အဲ့ဒါကကျမထမင်းကြိုက်ထဲတဲ့အိတ်လေသူ့လက်ကအိတ်ထဲမှာဟိုစန်းဒီဆန်းလုံးနေတာအရန်ကျွမ်းကျင်နေရဲ့နောက်ဆုံးသူလိုချင်တာမတွေ့တော့အိတ်ကိုဒေါသကြီးလွှဲပစ်လိုက်တဲ့အိတ်ကတကားနဲ့ရိုက်မိပြီးဒိုင်းဆိုတဲ့အတန်ထွက်လာတယ်ပြီးတော့လောကကိုခြေထောက်နဲ့တစ်ချက်ကန်ပြီးထွက်သွားတယ်ဗီဒီယိုပြီးသွားတယ်မမလီကဝဲကောက်ကမကန်နိုင်ကပို့တယ်စိတ်ထဲကနေဆဲနေတာဒီကောင်မလေးတကယ်ယူနေပြီနင့်ထမင်းစားကက်ကိုခိုးချင်နေတာမဟုတ်လားအနီအောင်လက်တီးနီဆိုးထားတဲ့အဲ့ဒီလက်တွေကိုကြည့်ပြီးကျမရင်ထဲမှာဒေါသထွက်တာထက်အေးဆက်သွားတယ်သူက